ဒီလိုပဲနေစဉ်ဘဝမှာမင်းတို့တပည့်ကျောင်းသားတွေကျောင်းသူတွေဟာဆရာကိုချင့်ကပ်တဲ့နေရာ sense of devotion လို့တယ် devotion ဆိုတာက devoted ယုံကြည်စိတ်ချစွာဘဝကိုအနှံထားတာကို devoted ခေါ်ဒီဆရာတော်ဒီလောက်တတ်သူ့ကိုချက်ကရင်တော့တို့ဒီပညာရမှာပဲရိုးရိုးသေးသေးလေးလေးဆန်းဆန်းတမြတ်တနှုတ်အဲ့ဒီလိုချက်ကတာကို devotion ခေါ်she is a my devotee he is a my devotee ဒါအင်္ဂလိပ်လိုပြောတော့သူသည်သို့မဟုတ်သူမသည် my devotee ငါရဲ့ဒကမကြီးငါရဲ့ဒကာကြီးငါကိုယူသေးလေးစားတဲ့ဒကာကြီးဒကမကြီးဆိုရင် he is a devotee she is a devotee ဒီလိုခေါ်အဲ့တော့မင်းတို့တပည့်ကျောင်းသားအလုံးအဲ့ဒီ sensation ကိုနားလည်တဲ့ sense ရ sense ရဲ့ဓာတ်ရဲ့အဓိပ္ပာယ်ကိုပြောရရင်တစ် awareness နှစ် understanding ဘာလဲ awareness understanding အမြဲတမ်းသတိဝရိယရှိရမယ် awareness understand what my nation need ငါဆရာဘာလို့သလဲ what my teacher intend to our development တို့မြတ်တို့တဲ့ချက်ကိုသူဘာရည်ရွယ်နေသလဲအဲ့ဒီလိုဆရာရဲ့စိတ်နေစိတ်ထားမေတ္တာကရုဏာအဲ့ဒါပညာဆရာသဘောကိုကောင်းကောင်းကြီးနားလည်တာကို sense ခေါ်အဲ့တော့ဒီစလုံးလေးကဘလောက်လှပတယ်လဲဆိုလို့ sense of devotee အလုံးဆရာပေါ်မှာယူသေးလေးမြတ်တဲ့စိတ်ဓာတ်ရှိရမယ်အနည်းချုပ်ကဒါပဲ number 1နော်ဆရာပေါ်မှာယူသေးလေးမြတ်သောမြတ်နိုးသောအယုအသေးပေးသောလေးစားသောစိတ်ဓာတ်ရှိရ sense of devotion အဲ့ဒါမရှိအဲ့ဒီပုဂ္ဂိုလ်မျိုးစာတတ်ဖို့ခက်တယ်ဆရာကိုယူသေးလေးပြခြင်းမရှိဘူးဆရာပညာကိုတမှုမထားဘူးဆရာရဲ့မေတ္တာကိုတမှုမထားဘူးဆိုလို့ရှိရင်အဲ့ဘာခေါ်လဲစင့်ကိုနောက်က LESS ထည့်လိုက်ဖတ်စားsenseless ဘာမှအဓိပ္ပာယ်မရှိတဲ့ကောင်တွေဒီလိုပြစ်သွားတယ်အဲ့ဒါမင်းတို့ senseless တော့